Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Arena ပေါ့နော် Arena တို့ရဲ့အိမ်က Wi-Fi ပြတ်သွားတယ်ဟိုနေ့တော့ပေါ့နော်အဲ့ဒါနဲ့ Arena လည်း3ရက်လောက်ဗီဒီယိုတွေစတိုက်မတင်ပြခဲ့ဘူးပေါ့နော်အကြောင်း Arena တောင်းမမရဲ့ Arena တို့အိမ်က Wi-Fi လေးပြတ်သွားလို့ပါပေါ့နော်ဒီနေ့တော့ Arena တင်ပါဖြစ်ပါတယ်အဆိုလိုက်ကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါ Arena ကတော့ Mattress Tower လေးကိုစော့ပြသမှာဖြစ်ပါတယ်အဲ့တော့ရှင်နောက်ပဲရောက်ဒီမှာပေါ့နော်ကျွမ်းโอเคခွန်းတဲ့ခွန်းနဲ့5လီ30ခွန်းနဲ့5လီ35ငါမပြောတော့ဘာမှလည်းမပြောချင်တော့ပြောချင်စိတ်လည်းမရှိတော့ဟိုဘက်မှာအမြောက်ကဒီကမှမကြောက်မအောင်ဆိုလားလာတန်နေနဲ့3တယ်3နှစ်လီ3နှစ်လီချာလောနေတော့ဘယ်ဟာဘာမှမသိဘူး3လီကို3လီကိုโอเค6တယ်ကြောက်6နဲ့အဲ့ဒါဒီပေါ်ပဲတန်းကြကောင်းပဲလို့ဒီပေါ်ပါလေဒီစနေလား6တယ်လီyeah okay this is very easy for me 3တယ်လီဘာမှမသိအရန်နေတယ်နှစ်တလီနေရစိတ်မကောင်းစေပေရောဟေးဒါပေါင်းတာပါဒီငါနဲ့ပေါင်း20 15နဲ့5နဲ့ပေါင်း9နဲ့5နဲ့ပေါင်း73ပေါင်း14ကတိလီတင်းနေပါနဲ့အရန်နေတယ်ဟဲ့ကောင်ဟိုးနားနေမှာပါလားငါနဲ့ပါတစ်စက်ဒီမယာကြီးတင်းနေပေါင်ကလာမသိတော့ဒီနားလေးခီယာလုံးမပေးကြအောင်ငါတော့ဘလုံးတီးမှာတော့မြင်မှမြင်ရတာ
သေးမယ်နဲတောင်နဲ့ဟိုကောင်မီးသွေးခဲဖြစ်သွားကြီးမီးသွေးအိုးရင်းနေသူမြောက်သွားပြီ21အမ21တေးငါနဲ့သူနှစ်ယောက်ပဲကျန်တော့လာတော့မှကောင်နေလာတော့မှခဏတော့နဲ့ပါတက်ဆက်ရှောက်သွားမင်းနဲ့ဒီ对哟，နောက်ဒီနေ့လောက်ပါပဲနောက်နေ့ကျမှဘယ်လိုဗီဒီယိုတွေတင်ပြရမလဲဆိုတာလဲကွန်မန့်မှာမှတ်ခဲ့ကြပါအားလုံးပဲဘိုင်